ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါမနေ့ကကျွန်တော်တို့မောင်းတဲ့လေကွက်တွေပေါ့နော်အဲ့တော့ဒါကျွန်တော်တို့အငှားလာမောင်းပေးတာပါနော်ထွန်သက်ဒီကျွန်းတယ်ထွန်သက်ဒီပြက်နေတယ်အကူညီတောင်းလို့ဒါအငှားလာမောင်းတာအဲ့တော့ကျွန်တော်တို့တရေကောက်ကိုတသိန်းနဲ့တရေကောက်ကိုအငှားမောင်းကတသိန်းနဲ့နော်ကိုရီကိုစီကိုထမင်းနဲ့ကွက်ကိုလာမောင်းတာအဲ့တော့ကိုစီကိုထဲတယ်ကိုထမင်းနဲ့ကိုရီဘူးနဲ့ကွက်ကိုလာမောင်းတာတရေကောက်ကိုတသိန်းထဲလန်တယ်ပထမနေ့မှာကျွန်တော်တို့လင်မန်း၄ပြားနဲ့ထဲလန်တယ်နောက်နေ့မှာဆက်ခုတ်တယ်နော်ဆက်ခုတ်တော့ဒါဆက်ကမနေ့ကကျွန်တော်တို့မနေ့ကခုတ်တဲ့မနေ့ကအငယ်ခုတ်လိုက်တာမနေ့က9နာရီလောက်မှာဆက်ခုတ်လို့ပြီးသွားတယ်ဆက်ခုတ်လို့ပြီးတော့ဒါကိုကျွန်တော်တို့မြေညှိကြမ်းမြတ်နဲ့ထပ်ပြီးတော့ကျွန်တော်တို့ညှိပေးတယ်အဲ့တော့လေတွေကတော့တော်တော်စိုးတဲ့လေတွေပေါ့နော်အဲ့တော့ဒီလေတွေကတော့အထက်မှာကြက်တောင်းမွေးရလဲပြင်းလိုက်ပဲအဲ့တော့စိုးတဲ့လေတွေတို့တော့ညာလေကျွန်တော်တို့ဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်တေကောက်ကိုတသိန်းနဲ့အဲ့တော့ပြီးသွားပြီအဲ့တော့ဒါလီမန်၄ပြား၄ပန်းလှန်တယ်ဆက်ခုတ်တယ်အခုတခါကြမ်းများနဲ့မြေညှိနေတယ်ဟို့မှာကျွန်တော်မြေညှိကျွန်တော်ဆက်ကာလာမီနာရောက်သွားပြီနော်မြေညှိတယ်အဲ့တော့လိုင်းပေါ်မှာစက်နေကောက်ကိုတနေ့တည်းထဲလန်တာပြီးတယ်ဆိုတာမယုံတဲ့လူတွေရှိတယ်နော်ကျွန်တော်မနေ့ကလှန်တဲ့၄ပန်းလင်ပန်း၄ပြားကတနေ့ကိုဧက20လောက်ထိမောင်းလို့ရတယ်စက်နေကဆိုတာဒါလက်ကွက်သေးနေလို့ကျွန်တော်စက်နေကဖြစ်သွားတာလက်ကွက်တာတေကလဲတာရှိလက်ကွက်တစ်ခွက်တစ်ခွက်ဒီတေကသာရှိဥပမာပြောတာပါနော်ဧက20ကအသားလေးပြီးဒါမဲ့ဒီလက်ကွက်လေးတွေတေးသေးလေးတွေနော်မှ၄ကွက်မှတေက5ကွက်တေကလောက်တွေနော်အဲ့ဒါတော့မှကျွန်တော်တို့ထဲလန်တာစက်နေကောက်နော်တရက်မလှန်အောင်တရက်မကြောက်အဲ့တော့ထဲလန်တဲ့အရှင်ကမြန်နေအဲ့တော့ငါတို့ထုံသက်ကြီးကကွာဒီနေ့ကိုစက်နေကမပြီးတာကိုမင်းတို့ကစက်နေကပြီးတယ်လို့ပြောလို့ဒါကိုကျွန်တော် line ပေါ်မှာရှင်းပြတာထုံသက်ကြီးရဲ့လှုပ်ဆောင်မှုကတစ်မျိုးထုံသက်ကြီးကဂေါ်ထိုးမယ်6ပန်း9ပန်းလှန်မယ်နော်သူကအများကြီးအားသာချက်ရှိတယ်နော်ဂေါ်ထိုးလို့ရတယ်6ပန်း9ပန်းလှန်တယ်ထဲသူထဲလန်နေကောင်းတယ်ကျွန်တော်စက်ကြအဲ့လိုမဟုတ်တော့နော်ထဲသူထဲလန်ကထုံသက်ကြီးလောက်မကောင်းဘူးဂေါ်လဲထိုးလို့မရဘူးနော်ထုံသက်ကြီးမှာအားသာချက်ရှိတယ်သို့တော်လည်းအကြုံကွင်းတွေရောက်လာပြီဆိုရင်ဒီကောင်ကမကြောက်တော့ဘူးထုံသက်ကြီးတဲ့အများကြီးလုံနိုင်တယ်စပားဆိုင်တဲ့အခါအဲ့တော့ပဲဆိုင်တဲ့အခါကျတော့ဒီကောင်ကထုံသက်ကြီးလောက်တော့မကောင်းဘူးကျွန်တော်တို့အမာတွေကြာရင်တော့ကျွန်တော်တို့၄ပန်းကမြေကြီးတားမြေကြီးမြေချမ်းတွေကြတော့ကျွန်တော်ချစ်ုံတာပဲရမယ်မြေကြီးမွားတယ်နော်တဲဆန်နေဆိုရင်တော့ကျွန်တော်တို့လင်ပန်း၄ပန်းကထဲသူထဲလန်ကောင်းတယ်ပဲမှာရေကြတော့သူကကြိုက်တယ်လို့ချိန်လို့ရတယ်နော်ထဲသူထဲလန်ကိုကြိုက်တယ်လို့ဖယ်ဆောင်ညာဆောင်ချိန်လို့ရတယ်မှထုံသက်ပြက်နေတာကြားလာတယ်နော်အဲ့ဒါကိုအကူကြီးတောင်းလို့လာလုပ်ပေးတာအဲ့ဒါ2ရက်ထဲနဲ့ဒီစက်နေကောက်ကိုထဲလန်ပြီးဆက်ခုတ်ပြီးမြေညှိအပြီးမှမြေညှိနော်အဲ့2ရက်ထဲနဲ့ကိုကျွန်တော်တို့ဒါအပြီးလုပ်ပြီးသွားတယ်အဲ့တော့ဟုတ်ပါမလားနော်ဒီစက်တွေကတားမြန်ပါတယ်နော်ဒီကောင်ကအကျုံနေမှာလည်းကောင်းကောင်းသွားနိုင်တယ်အမြန်နှုံးကြတော့ထုံသက်ကြီးတဲ့ပိုးမြန်တယ်နော်အမြန်နှုံးကထက်ဝက်လောက်သွားတယ်ထုံသက်ကြီးတဲ့တေကောက်ဆက်ခုတ်မယ်ထဲလမ်းမယ်ဆိုရင်မိနစ်20ဆိုတာအများဆုံးပဲနော်တေကောက်ဒါပဲနဲ့ထုံသက်ကြီးလို့တော့ထဲသူးထဲလမ်းမကောင်းဘူးအချောက်မှာအဆိုငါတော့တွတ်နေကျွန်တော်တို့ခုလှန်ထားလိုက်လေမန်း၄ပြား၄ပန်းနော်လေမန်း၄ပန်းကကျွန်တော်တို့လန်တင်းတဲ့လောက်လန်တယ်နော်ငွေရိုးပြုတ်တယ်အချောက်မှာမပြုတ်ဘူးအဆိုးမှာပြုတ်တယ်နော်ကျွန်တော်တို့ချိန်တဲ့ပုံမှာမူတည်တယ်အဲ့တော့စနေကောက်ဒါ2ရက်တည်းလောက်သွားတာအဲ့တော့ဒါလက်ပန်ရှင်ကိုတိုင်းဒါစနေကောက်ကိုကျွန်တော်တို့ပေးတာနော်အဲ့တော့ဒါကလိန်ညာမပြောဘူးကျွန်တော်ရှာဝယ်ထားတဲ့လူတွေဒီဆက်တွေဝယ်ဘူးတဲ့လူတွေဝယ်ထားတဲ့လူတွေအများကြီးပဲဒီဆက်ဒီဘယ်လောက်ပြီးတယ်ဆိုတာဝယ်ထားတဲ့လူတွေသိတယ်နော်တနေ့ကိုတကယ်မောင်းလို့မောင်းမယ်ဆိုရင်တနေ့ကိုဧက20လောက်ကနော်ကျွန်တော်တို့တေးလက်တစ်ခွက်ကတေးကားမရှိနဲ့နှစ်ခွက်ကိုတေးကားရှိဧက20လောက်ကနော်ကျွန်တော်တို့လင်မန်းလှန်ရတယ်တစ်စက်ပြီးတယ်လင်မန်းလှန်လို့ပြီးတယ်၄ပန်းဆက်ခုတ်မယ်ဆိုရင်လည်းတနေ့ပဲနော်အဲ့ဒီဧက20နော်အဲ့လိုမြန်တယ်ဒါတော့အခုဒါမြေညှိနေနော်ဒါမြေဓာလေးတို့ကျွန်တော်ထပ်ပြီးတော့ညှိပေးနေတာအဲ့တော့လေလေးတွေနည်းနည်းကြည့်ဖို့ရှိဖို့ဖြစ်အောင်ဒီလေတွေကတော်တော်လေပြက်နေတာပေါ့ဗျာလေတွေတော်တော်ပြက်နော်ကစင်းတွေကလည်းပုံစံမကြဘူး
နော်ကစင်းတွေကလည်းပုံစံမကြောက်မြစ်တွေကလည်းအများကြီးပဲဒါကိုကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့နော်ဒါတေကောက်တသိန်းနဲ့နံပါတ်1အရင်ဆုံး4ပန်းလှန်တယ်လှန်လဲပြီးလဲပြီးတော့ကျွန်တော်တို့ဆက်ခုတ်တယ်နော်ဆက်တုံးနဲ့ခုတ်လိုက်တယ်ခုတ်လဲပြီးလဲပြီးတော့အခုဒါကျွန်တော်တို့မြေညှိတဲ့ကြမ်းများနဲ့မိုးနေတဲ့ဟာတွေကိုလိုက်ပြီးတော့ညှိချပေးနေတယ်နော်မိုးနေတဲ့ဟာတွေကိုညှိပြီးမိုးနေတဲ့ကုန်းကိုတိုက်ချပြီးနော်ဒါပြီးပြီးအဲ့ဒါပြီးတော့အဲ့တော့ဒါမယုံတဲ့လူတွေတက်ထပ်ပြီးတင်ပြပေးတာဒီဆက်တွေတားမြန်ပါတယ်နော်စပားစိတ်တဲ့ခါတားကိုကောင်းတယ်နော်ကျွန်တော်တို့ဧက100ဧက200လုံးဝမကြောက်ဘူးနော်အေးပဲစိုက်တဲ့အခါ6ပန်း9ပန်းလှန်ပဲခုနကဒေါ်လာရိုက်ထားတို့6ပန်း9ပန်းလှန်တာတို့ညီညှိတာတို့ကြတော့ခွန်တကြီးကြတော့မမီပြန်ခွန်တကြီးအားတာကြတော့အားတာကျရှိသွားပြန်တယ်နော်ကိုထိုးတာကြတော့အားတာကျရှိတယ်6ပန်း9ပန်းကြတော့လေအချောက်မှာတော်တော်ကိုစူးတယ်ဒီကောင်ကြတော့မစူးတော့ဒီကောင်ကြတော့ရေတဲ့ကြတော့သူကရွာလေးပြေးတဲ့ခါကျကိုလိုချင်တဲ့ထဲပြီးထဲလန်ကိုရအောင်ချိန်ပြီးတော့ကျွန်တော်တို့တမန်လုပ်တဲ့ခါမှာတားကိုမြန်စမ်းတယ်နော်အဲ့ဒါဝယ်ဘူးတဲ့လူတွေဒီဧက100 200ကိုလုံးဝမကြောက်ဘူးဒီဆက်ကဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ